အားလုံးပဲမင်္ဂလာပါရှင်MBC မှာအသိရောက်ထားတဲ့ဆောက်လေးကိုပြပေးချင်လို့ပါနော်ကဲ Cherry ကိုဝင်တစ်ကလေးဖြစ်ပါတယ်နော်ဒါလေးကနံပါတ်19အုံမြောက်ကလေးဖြစ်ပြီးတော့ hot max လေးဖြစ်ပါတယ်ရှင်အဲ့ဒါလေးကလည်း MBC မှာခုဆိုရင်ကြိုက်တယ်လို့လာရောက်ဝယ်ယူအပေးလို့ရပါပြီ hot cover လေးအဖုံးကလည်း hot cover လေးဆိုတဲ့ခါကျတော့ဒါကြာရှည်ခံတဲ့ထဲမှာပါတယ်ပေါ့နော်တကယ်လို့ပေါ့နံပါတ်18လေးဖြစ်တဲ့ no brainer လေးများမဝယ်ရသေးဘူးဆိုရှင်လည်းin stock ပြန်ရောက်နေပါပြီပြီးရင်နောက်ထပ်နံပါတ်19ဖြစ်တဲ့ဒီ diver overlock လေးလည်းမဝယ်ရသေးဘူးဆိုရှင်လာရောက်ဝယ်ယူရတဲ့အကြောင်းကိုလည်းပြောပါတယ်အဲ့တော့ရှေ့ကနံပါတ်တွေအားပေါ့နော်တာတာတို့မှာရှိပြီးလောက်ပြီးတာတာတို့မိလို့ရှိမှာရှိပြီးလောက်ပြီးလို့တော့ထင်းနေဒါပေမဲ့ရှေ့နံပါတ်ကလေးလိုချင်နေဆိုရင်လည်းရှိပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့19 18 19ပဲဝယ်ယူနေဆိုလို့ရှိရင်လည်းin stock ရှိနေတဲ့အတွက်ကြောင့်အမြန်လေးဝယ်ယူဖို့ကိုတိုက်တွန်းကြပါတယ်ရှင်နောက်ထပ် title လေးတစ်ခုနဲ့မိတ်ဆက်ပေးပါအောင်မယ်ရှင်ကဲနောက်ပြန်ပြီးတော့မိတ်ဆက်ပေးချင်တာလေးကတော့ဒီ Wings of Fire ကိုပေါ်မှာ chapter book လေးပေါ့နော်သူက graphic novel လည်းရှိရယ် chapter book လည်းရှိရယ်အခု chapter book လေးကိုပဲထပ်ပြီးတော့ပြောချင်ပါတယ်အရင်ဆိုင်မှာ number 1က stock ကုန်ပြန်တော်တော်လေးကြာပြီပေါ့နော်အခုပြန်ရောက်နေပါတယ်အဲ့ဒါလေးအပြင်နံပါတ်1ကလေးဖြစ်တဲ့ဒါ number 15လေးပေါ့နော် number 15လေးလည်းအခုတက်ရောက်နေတဲ့အကြောင်းကိုပြောချင်တာပါရှင်အဲ့တော့ဒီ chapter book ပေါ့ကြိုက်တဲ့တသားတွေမိမိတွေအတွက်ဆိုလို့ရှိရင်အဓိကတော့ဒီ Wings of Fire ကတသားတွေကတော့ပို့ပြီးတော့ကြိုက်တာပေါ့နော်ဒါပေမဲ့မိမိတွေလည်းဖတ်လို့ရပါတယ်အဲ့တော့ဝယ်ယူချင်တယ်ဆိုလို့ရှိရင် page ကပဲဖြစ်ဖြစ် live တွေမှာပဲဖြစ်ဖြစ်လာရောက်ဝယ်ယူအပေးလို့ရတဲ့အကြောင်းကိုသင်ကောင်းပွားတာပါရှင်ကျေးဇူးတင်ပါတယ်နောက်ရက်တွေကြတော့မှတခြားအသစ်ကလေးတွေနဲ့လည်းထပ်ပြီးတော့မိတ်ဆက်ပေးဖို့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်